နွားနဲ့ကြီးတောင်မှကောက်ခွဲပေးရတဲ့မင်းကုန်းဆရာတော်ရဲ့ငယ်ဘဝထူးခြားမှုများမင်းကုန်းဆရာတော်လို့ပြောလိုက်တာနဲ့မြန်မာတနိုင်ငံလုံးမှာဉာဏ်ကောင်းဆုံးနဲ့ထက်မြက်ဆုံးယဟန္တာကိုတော်ကြီးတစ်ပါးမှန်အားလုံးသိကြမယ်ထင်ပါတယ်ထူးခြားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဟာငယ်စဉ်လေးကနမိတ်ထူးဖြစ်ရထူးတွေနဲ့လာတဲ့ဆိုတဲ့အတိုင်းမင်းကုန်းဆရာတော်ကြီးရဲ့ယဟန်မဖြစ်ခင်ငယ်ဘဝမှာလေလူသားအုံနောက်နဲ့လိုက်မမီနိုင်တဲ့ဖြစ်ရများစွာရှိခဲ့ပူပါတယ်ဆရာတော်ကြီးရဲ့ငယ်နမီအောင်မောင်ခင်လို့သိရပါတယ်မောင်ခင်ခုနှစ်နှစ်ရွယ်မှာအတော်ဖြစ်သူရဲ့နွားကြောင်းလိုက်ရင်းနဲ့ဆော်စားပါတယ်တခုသောညနေခင်းမှာတော့မောင်ခင်လေးဟာတန်ရောင်ဆိုတဲ့နွားနဲ့ကြီးကိုစီးပြီးတော့ရေတောက်စင်းချိန်ပြုံမြူနေပါတယ်။အဲ့ချိန်မှာနေနွားပေါ်ကလိမ့်ပြီးတော့အောက်ကိုပြုတ်ကြပါတယ်။ဆရာတော်ကြီးကခက်ငယ်ငယ်နွားတွေကပပက်လေးဆိုတော့ညနေနွားတွေရေတောက်စင်းတဲ့ချိန်မှာနွားအုပ်ကြီးကမောင်ခင်လေးရှိရာစီကိုတရဟောပြေးဆင်းလာပါတယ်။အတော်ဖြစ်သူကလည်းကလေးကိုပြေးဆွဲဖို့အချိန်မရပဲနွားအုပ်နဲ့ဆိုရင်ဒီကလေးတော့နန်ရိုးညံ့ညက်ချိန်မှာပဲလို့တွေးလိုက်ပေမဲ့နွားနဲ့ကြီးဟာဆရာတော်လောင်းလျာဖြစ်တဲ့မောင်ခင်ကိုအခြားနွားတွေမတက်နေမိစေပဲဝမ်ပိုက်အောင်တက်ထားပြီးတော့မတက်ရက်နေတာကိုတွေ့ရပါတယ်။ဒီဖြစ်ဟာဖုံးရှင်ကန်ရှင်ပါရမီရှင်အောင်အသက်အန္တရာယ်ပြု၍မရနိုင်လို့ညွှန်ပြလိုက်ပါပြီ။ဒါပြင်ဆရာတော်ကြီးရဲ့အခြားသောထူးခြားမှုတွေဟာလည်းပြောမကုန်နိုင်အောင်တမိုင်းမှာတပုံတပင်ရှိလို့နေပါသေးတယ်။လူချင်းမင်းတို့လည်းဆရာတော်ကြီးရဲ့အံ့ဖွယ်ဖြစ်ရဲ့အကြောင်းကိုစက်သိချင်နေဆိုရင်ကျမတို့ရဲ့ပေလေးကို like and follow လေးလုပ်ထားပေးဖို့အတွက်အမှားပါလိုက်ပါစေရှင်။